မင်္ဂလာပါဗျာကျွန်တော်တို့ခုဆိုရင် HMI နဲ့ BNC နဲ့အလုံးမလုံးတာလေးကိုကျွန်တော်လက်တွေ့ပြရင်းနဲ့ဘယ်လိုဖြည့်ရှင်းမလဲဆိုတာလေးကိုပြမှာဖြစ်ပါတယ်ကျွန်တော် KGN1 ကိုဖွင့်လိုက်ပါမယ်နော်ဖွင့်လိုက်ပြီးတော့ဒီ new project ကိုသွားမယ် new project တော့ PNC model ရွေးပြင်မယ်ပေါ့နော်ကျွန်တော်ခွာ 120S အဲ့ကောင်သုံးပါဆိုတော့ okay နေလိုက်ပြီဆိုရိုးရှင်းရှင်းလေးပါပဲဟုတ်ဒါနမူနာအနေနဲ့ရေးပဲပြပါမှာဆိုတော့ P1 ပေါ့နော် input က P1 output က P40 ပဲထားလိုက်ပါဒါပဲပြီးပြီတော့ပြီတော့အဲ့ဒါဆိုရင်ဒီမှာက ENT လွယ်ကူကူလေးပဲ okay ဒါကို PNC နဲ့ထည့်လိုက်မယ်နော် PNC နဲ့ connected လုပ်လိုက်မယ်ဖဲကြအဲကျွန်တော်တို့ PNC နဲ့ connected လုပ်ပါမယ်PNC နဲ့ချိန်တိုင်းပါနော်ချိန်တိုင်းကိုကျွန်တော် PNC တဲ့ကိုဒီ program လေးထည့်မယ် store နှိပ်လိုက်ပြီးတော့ writing နှိပ်လိုက်မယ် okay writing ရေးနေပါနော်ရေးနေဖြစ်ပါတယ်ကွန်ပျူတာရေးနေထည့်နေပါနော်ဒါဆိုရင်ရေးထည့်နေအောင်မြင်သွားပြီပေါ့နော်အောင်မြင်တဲ့အကြောင်းဖြစ်တော့အဲဆိုကျွန်တော်တို့ဒီကောင် run mode နှိပ်ခဲ့မယ် run mode နှိပ်ခဲ့ပြီပေါ့နော်ဒီ monitor ရဲ့ပြတာโอเคကျွန်တော်စမ်းပြီးတော့မောင်းကြည့်မယ်ပေါ့နော်ကြည့်ပါဒီမှာမောင်းကြည့်မယ်ရမ်းမှုလည်းရနေပြီကြည့်ပါ40ပေါ့နော်ကျွန်တော် HMI မထွက်ဘူးပေါ့နော် HMI နဲ့ဒီ RS 485နဲ့9ပင်နဲ့ချိတ်ထားပါနော်ကိုကအလုံးမလုံးဘူးဆိုတော့ဒီဗီဒီယိုရဲ့တာကကတော့ဗာလဲဆိုတော့ HMI မှာအလုံးမလုံးတာအလုံးလုံးဖြည့်ရှင်းတဲ့နည်းလေးပေါ့နော်အဲကျွန်တော်တို့ program ကိုပြန်သွားရမယ် program ပြန်သွားပြီးတော့ parameter ကို setting ထည့်ပြန်မယ်နော်ဒီ parameter နေလိုက်ပါ parameter တွေကမှကျွန်တော်တို့ off နေအောင်သွား on ပြရမယ်နော် communication 0လည်းပဲ on ပေးရမယ် on မယ် on လိုက်ပြီး on ပြီးရင်တော့ဒီကောင်လည်းပဲ3800 400ထည့်ရမယ်နော်အဲ့တခုထည့်မယ်ပြီးတော့ဒီဘက် communication 1ကိုလည်းသွားမယ်ပြီးတော့ on ရမယ်ပေါ့နော် on ပြီးတော့လည်းပဲ38400 okay ဒါဆိုရင်ရပါနော်ဒီနှစ်ခုကိုချိန်ပြီးတော့ဆိုရင်ဒီနှစ်ခုချိန်လိုက်ပါနော်ဒီနှစ်ခုပြောင်းလိုက်ပြီပေါ့အဲ့နှစ်ခုပြောင်းပြီးသွားဆိုရင်ကျွန်တော်ပြန်ပြီးတော့ set ထည့်ပြန်ပြီးတော့ထည့်မယ်ပေါ့နော် store နေလိုက်ပြီ set ကိုပြန်ပြီးတော့ထည့်မယ် PNC နဲ့ပြန်ထည့်မယ်ကွာတို့ store mode မှာထားရနော်ထားရအောင်မြင်သွားပြီဆိုတော့ကျွန်တော်တို့ run mode ကိုနှိပ်လိုက်မယ် run mode ရတယ်နော်တော့ဆမ်တော့ပြန်မောင်းကြည့်ခုနှစ်ခုချိန်ခဲ့ပြီပေါ့နော်နှစ်ခုချိန်ခဲ့ပြီခုပြန်မှာတွက်ကြည့်ရမယ်ဆိုဒီမှာကြည့်မှာပေါ့နော်ခုဆိုရင် P001 ကိုနှိပ်ရင် output 40ထွက်တယ်ဆိုတဲ့အဓိပ္ပာယ်အဓိကကတော့ဒီ PNC နဲ့ HMI နဲ့ဘယ်လိုဆက်သွယ်ဘယ်လို setting လုပ်ရလဲဆိုတော့အဓိကအကြောင်းရင်းလေးပေါ့အဲ့ဒါကိုလေးရေးထားဖြစ်ပါတယ်